ဒီလူမိုက်ကဆိုင်ခွဲမှာစားပွဲထိုးမလေးကိုလူပိုလယ်မှာတင်ရဲတင်းတင်းအသားယူနောက်ဆက်နေတာပါသူ့ရဲ့ညစ်ပတ်လာတဲ့လက်ကပိုပြီးတောင်အတိုင်ဖောက်လွန်လာခဲ့ပါတယ်စားပွဲထိုးမလေးကသူ့လက်ကိုချက်ချင်းဖယ်ဖို့အော်ဟစ်လိုက်ပေမဲ့သူကနောက်ဆုတ်သွားမဲ့အစားပိုလို့တောင်ရဲတင်းလာခဲ့ပါတယ်အဆင်ပြေရဲ့လားကောင်းသားပဲမဟုတ်လားဟုတ်တယ်မလားမင်းကိုငါဘာယူပေးရမလဲဘာလဲငါအဲ့ဒီဘာကမလို့ခြင်းဘူးကျေးဇူးပဲအဲ့ဒီလူမိုက်ကိုတင်ခန်းစာကောင်းပေးလိုက်ပြီးတဲ့နောက်ကယ်ရီကဖြစ်ကြောင်းကုန်စင်ကိုသူ့သူငယ်ချင်းလူကတ်ကိုပြောပြလိုက်ပါတယ်ဒါပေမဲ့လူကတ်ကတော့စိုးရိမ်တကြီးဖြစ်သွားပြီးဒီကောင်တွေကအတော်လေးပညာပြတတ်တဲ့ကောင်တွေတေချာပေါက်လက်စားချေဖို့ပြန်လာကြလိမ့်မယ်လို့တတိပေးလိုက်ပါတယ်ကယ်ရီကတော့သူ့စိုးရိမ်မှုကိုအဖက်တောင်မလုပ်ပဲဥပေးခါပြူထားလိုက်တာပေါ့ဒါပေမဲ့ညရောက်လာတဲ့အခါမှာတော့လူကတ်ကြိုတင်ခံမှန်းခဲ့တဲ့အတိုင်းပဲအဲ့ဒီလူမိုက်ကသူ့တပိတ်တိုက်နဲ့ပြန်ရောက်လာခဲ့ပါတယ်ငါမင်းပါဆက်ကိုပိတ်ပေးမလို့အပြီးတိုင်တော့မဟုတ်ဘူးပေါ့ကွာဒါပေမဲ့ကယ်ရီကတော့အလုရှုပ်တဲ့နေ့တစ်နေ့ကြောင့်ပင်ပန်းနေတဲ့ပုံနဲ့စိတ်ပြက်လက်ပြက်ဖြစ်နေပြီးအေးဆေးသွားမလားချမလားကြိုက်တာရွေးဆိုပြီးပြောလိုက်ပါတယ်ကွက်တိဆိုသလိုပဲအဲ့ဒီအချိန်မှာပဲကယ်ရီရဲ့အချစ်ဆုံးသူငယ်ချင်းကတကားဖွင့်ပြီးရုတ်တရက်ဝင်လာခဲ့တာပါသူမကဒီပြဿနာတစ်ခုလုံးကိုအပြည့်ရှင်းဖို့အဆင်သင့်ပါပဲမင်းရဲ့အချောလှစိတ်လေးကိုဒီတကားပြင်ပစီ3စက္ကန့်အတွင်းယူထုတ်သွားဖို့ငါချိန်ပေးမယ်မဟုတ်ရင်တော့ကြည့်ရတာသူ့သူငယ်ချင်းကလည်းခက်ပြောတော့မဟုတ်ပါဘူးလက်ကွက်အနေငယ်နဲ့တင်အဲ့ဒီလူမိုက်ကိုမြေကြီးပေါ်အလဲထိုးပစ်လိုက်ပါတယ်ဒါကိုမြင်တော့သူ့တပိတ်နှစ်ယောက်လည်းထိတ်လန့်တကြားနဲ့ခြေဦးလဲပြေးကြတော့ပါပေါ့လူမိုက်ကလည်းနှာခေါင်းကသွေးတွေကိုအုပ်ပြီးတစ်ချက်တိုင်နဲ့အပြင်ကိုထွက်သွားခဲ့ပါတယ်ဒါပေမဲ့သူတို့ထွက်သွားပြီးရဲ့နောက်မှာတော့ဒီကောင်မလေးနှစ်ယောက်လုံးအနေရစစ်အမှန်ကခုမှဆက်တော့မယ်ဆိုတာမသိခဲ့ကြပါဘူးနောက်တစ်နေ့မှာတော့အဲ့ဒီလူမိုက်ကထိတ်တန်းအမျိုးသမီးလောက်ကျန်သူတယောက်ကိုငှားရမ်းလိုက်ပါတယ်စက္ကန့်ပိုင်းအတွင်းမှာပဲအဲ့ဒီလောက်ကျန်သူကသူ့စနိုက်ပါတိုင်းဖဲကိုတက်ဆင်ပြီးအိမ်ထဲကိုကြည်စံတွေတိုင်းစပစ်ခတ်ပါတော့တယ်ကယ်ရီနဲ့လူကတ်တို့ခေါင်းတောင်မဖော်နိုင်ပဲပိတ်မိနေခဲ့ရတာပါလူကတ်ကအိတ်ထဲကတင်းနက်ကိုအမြန်ဆွဲထုတ်ပြီးကယ်ရီလက်ထဲထည့်ပေးလိုက်ပါတယ်အပြင်ကလူသက်သမားကိုထိတ်တိုက်ရင်ဆိုင်ဖို့သူတို့ပြင်ဆင်လိုက်ကြပါပြီအဲ့ဒီအချိန်မှာပဲလောက်ကျန်သူကဂျုံကင်းထဲမှာငဲဝက်နေရင်စက်တိုက်ပစ်ခတ်နေတော့ပါပဲသူမကြည်ပြန်ဖြစ်နေတဲ့အခွင့်အရေးကိုမလွတ်တမ်းချောင်းကြည့်ရင်လူကတ်နဲ့ကယ်ရီတို့လှုပ်ရှားလိုက်ကြပါတယ်ဂျုံကင်းထဲကိုခေါင်းဆိုင်တိုးပြီးအရှိကိုတဖြည်းဖြည်းမြွေသွားကြတာပါအထက်စီးကနေကြည့်လိုက်ရင်သူတို့3ယောက်လုံးဂျုံကင်းထဲမှာတယောက်နဲ့တယောက်ပိုပြီးနီးကပ်လာနေတာကိုမြင်နိုင်ပါတယ်ရင်တမမဖြစ်เสียရင်ခုန်တန်တွေကအသက်ရှူမလောက်အောင်ပါပဲဘယ်တက်ကမှစတင်ပစ်ခတ်ဖို့မဝင်ရဲကြသေးပါဘူးဒါပေမဲ့နောက်တစ်စက္ကန့်မှာတော့ကယ်ရီကအခွင့်အရေးကိုလျှက်တစ်ပြက်ဆုပ်ကင်လိုက်ပြီးလောက်ကျန်သူကိုအမိအယပစ်ခတ်လိုက်ပါတော့တယ်ဒါပေမဲ့ဒါဟာပြီးမသွားသေးဘူးဆိုတာကယ်ရီသိနေပါတယ်အမိန်ပေးခဲ့တဲ့အဲ့ဒီလူမိုက်ဟာလည်းဒီအတွက်အဖိုးခတ်ကြီးမားပြန်ပေးဆက်ရပါတော့မယ်